ဒီနေ့မှာတော့ကောင်မလေးတယောက်မန်းရွှေစတော်ဖျားကိုဖျက်ဖို့တော့မယ်အကြောင်းလေးကိုတိဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမှာမလေးပါတော့လို့ရှင်လဲတောင်းပန်ပါတယ်အဝါရောင်ထာဝါလေးခုန်ခိုင်းထားတာလေးကိုလည်းညနေကြလို့ရှင်ချင်းတင်ပြအောင်တင်ပေးပါမယ်ရှင်အခုစားမအားသေးလို့ဒီဗီဒီယိုလေးပဲတင်လိုက်တာပါအဝါရောင်လေးရောပေါ့နော်ပန်းရောင်ခုန်ခိုင်းထားတာလေးရောနှစ်ခုစလုံးကိုတင်ပေးပါမယ်နော်အဲ့တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ခရောဟာအမလေးမိုးလင်းနေပြီငါဒီနေ့အဲ့တအားနောက်ကြောင်ရတာပဲအဲ့လိုကောင်းလိုက်တာအပြင်ထွက်လာအောင်ပါပဲမျက်နှာတက်သွားတိုက်တော့ပါလို့လိုက်ပါအောင်မလီကြောင်လေးရဲ့ပူစီမျက်နှာတက်သွားတိုက်လို့လုံးမယ်လုံးပြီးွားရီဆိုငါအရင်ဆုံးထမင်းစားလိုက်အောင်မယ်ထမင်းစားမှာငါဒီနေ့ဖျားဖူးသွားမှာဆိုငါထမင်းဖျားဖူးသွားမှာဆိုဟုတ်ကြရင်ဘာမှမစားတော့ဘူးစက်ကုန်သွားမှာဆိုဒီအိမ်မှာပဲထမင်းစားလိုက်ဟိုပါပြီဒါပဲစားလိုက်တော့မယ်စားလို့ကောင်းလိုက်တာလို့ငါမနေ့ရေခဲတတိုင်းမှာဝဲထားတာဒါလေးပဲထုတ်စားလိုက်တော့မယ်ငါတိတ်လဲစားတာမဟုတ်ဘူးဆိုတော့လေစားလို့တော့ပြီးသွားပြီအဲ့တော့ငါစားလို့ပြီးသွားပြီဆိုတော့မုတ်ကောင်ကလည်းထဲမှာယူနေရတကယ်စားလို့ပြီးသွားပြီဆိုငါဒီမှာခဏလောက်ထားလိုက်ပါအောင်မယ်ရာသီဥတုတွေကလည်းပူလိုက်တာနေရချစ်တောင်းတာပဲတကယ်ပါပဲငါလည်းပါတော့နှိမ့်နေ sorry ပါငါဖျားဖူးသွားရမယ်ဖျားဖူးသွားမယ်ဆိုငါအိမ်ထဲဝင်လိုက်ပါအောင်မယ်အဝတ်စားလေးပါလေးလဲပြီးတော့ပေါ့ငါလည်းအဝတ်စားလဲပြီးွားပြီအဝတ်စားလဲပြီးဆိုအပြင်လေးထွက်ပြီးတော့ငါဖျားဖူးသွားတော့မယ်ဖျားဖူးသွားမယ်ငါဒီလိုမျိုးလေးကားစီသွားမယ်လေလို့ဖျားဖူးသွားအောင်မတငယ်ချင်းတွေရောမခေါ်တော့ပါဘူးလေသူတို့လည်းသူတို့အိမ်မှာတရှင်နေတန်းနာဆိုလေကိုဘာသာကိုတယောက်တည်းပဲသွားတာပဲကောင်းပါတယ်တငယ်ချင်းတွေကသူကကျူရှင်နေနဲ့လာလဲလာမှာမဟုတ်ဘူးအဲ့တော့ငါဘာသာငါပဲသွားတာပဲကောင်းတယ်သူကလာမှလည်းမဟုတ်ဘူးဆိုတော့သူလည်းလာပြစ်မှာမဟုတ်ပါဘူးသူတို့ကကျူရှင်နေနဲ့ဆိုတော့လေတပ်ပဲလိုက်တာငါဟိုနားမှာဖျားသွားရှိခိုးလိုက်ပါအောင်မယ်လေဖျားရှိခိုးရမယ်ဆိုထောင်နာတယောက်ကငါတငယ်ချင်းနဲ့တော့တူတယ်လို့ပဲဒါမှသူတို့ကျူရှင်တက်နာလေဒီလိုလို့ပြီးဘုရားလာပြစ်မှာလေဖနန်းချိုးလို့မရလို့ပေါ့နော်ဖနန်းမချစ်တော့ပါဘူးရှင့်နောက်ပြီးကမှပဲငါတော့ကြည့်လိုက်အောင်မဟုတ်တော့နာတယောက်ကငါတငယ်ချင်းနဲ့တကယ်ဦးတူနေရထားလိုက်ပါတော့လေဖျားကြောလိုက်ပါအောင်မယ်ဒီအလဲမှာပဲငါထိုင်ကြောလိုက်တော့ဖျားရှိကိုပြီးဆိုတော့ငါဟိုတောင်နာတယောက်ကငါတငယ်ချင်းနဲ့တူတော့ကြည့်လိုက်အောင်ဘယ်ရောက်သွားပါလိမ့်ဘယ်ရောက်သွားလဲဒီမှာတခြားကြည့်ဦးမှာပါဟဲ့သူငယ်ချင်းရေအမဲနင်ဒီကိုရောက်နေပါလားဟုတ်တယ်ငါလဲအမဲနင်တို့ကျူရှင်ပိတ်လားဒီနေ့ငါတို့ကျူရှင်ပိတ်တယ်လေငါတို့3ယောက်လာတာဟဲ့လားဟုတ်တာပေါ့နင်ကလေငါတော့မခေါ်ကြမ်းအဲ့ဒါမြန်ငါတော့နင်တို့ကိုမခေါ်တာတခြားမဟုတ်ဘူးငါနင်တို့ကိုမခေါ်တာတခြားမဟုတ်ဘူးကျူရှင်နေနဲ့မို့ငါမခေါ်တာအေးပါဟဲ့ဟိုတယောက်ကဟိုမလေးဟိုမတယောက်ကကြောင်မှာဖျားကြော့နေတယ်ဟဲ့လားလိုက်ခဲ့အောင်အားဆိုငါနဲ့နင်ပဲသွားမလို့လဲငါဒီမှာပဲနေမယ်ဟဲ့မလိုက်ဘူးနင်ကလည်းလုတ်ပြီငါဒီမှာဟိုတငယ်ချင်းကြောင်းနဲ့ချိန်ထားလို့အမေဟုတ်တယ်အဲ့ဒါငါတငယ်ချင်းတက်လေအေးပါငါသွားပြီဟိုတယောက်ရှိကိုသွားအောင်ပါလေ
သူတို့တွေမြန်ငါ့ကိုမခေါ်ဘူးတကယ်ပါပဲဟိုကလေတကယ်ကိုပဲထားလိုက်ပါတော့သူတို့မခေါ်တာသူတို့အကြောင်းပါပဲသွားလိုက်အောင်မယ်ဖျားငါတမဝတ်ယူလိုက်အောင်မယ်ဟဲ့တငယ်ချင်းနေပြဖို့ပြူလားဟဲ့တငယ်ချင်းအမလေးအမေငါတငယ်ချင်းနေရတော့နော်နင်တို့၃ယောက်ကတော့အဖွဲလိုက်နေငါ့ကိုကြောက်တော့တယောက်ထဲထားခဲ့မဟုတ်ဘူးဟဲ့ငါနင့်ကိုမပြောပြတာဟဲ့လားဟိုတယောက်ကနင်တွေ့ခဲ့လားဟိုနှစ်ယောက်ဟိုတယောက်တော့တွေ့တယ်စုတော့တွေ့တယ်ငါတို့ပါလေဟိုတယောက်ကငါမတွေ့ဘူးယတိကငါမတွေ့ဘူးဟဲ့ယတိကဟိုမှာဟိုစားပေါ်မှာလေဟဲ့လားအေးငါဒီမှာဖျားဆက်ဝတ်ပြလိုက်အောင်မယ်အေးဟဲ့နင်ဖျားကိုပါလေစွန့်ကတ်တာလားဟုတ်တယ်လေမှာဖျားပန်းလေးတွေကိုငါလဲထားအေးငါဟဲ့လဲကျင်လူတော်မလဲရပါဘူးငါမေ့ပြီးတော့ခရောတော်ပါနဲ့ထွက်လာတာနေရသိရမလားနေသွားလိုက်အောင်မယ်ထွက်ကြတော့ဟိုမှာတွေ့ပြီဟဲ့နေငါနောက်ကနေလို့ဟေးကောင်းပါလေတငယ်ချင်းအေးတငယ်ချင်းလုံနေငါ့ကိုကြတော့မခေါ်နင်တို့တွေနော်စိတ်ဓာတ်ပဲစိတ်ဓာတ်မဟုတ်ပါဘူးဟဲ့ငါဟိုပါလေဒီလိုမျိုးဟဲ့စိတ်ဓာတ်မဟုတ်ပါဘူးငါညို့မေ့နေရဟဲ့လားအေးပါအမြဲတမ်းမေ့ရောနော်ငါနင်တို့ကိုလည်းတော့ပြီးငါစိတ်ဆိုးသွားပြန်တော့မယ်တငယ်ချင်းစိတ်မဆိုးပါနဲ့ဟဲ့တော်ပြီငါပြန်ပြီဒီကိုစိတ်ဆိုးဖို့ကောင်းတာပဲသွားတော့မယ်ကိုတငယ်ချင်းလေးဒီတယောက်ရှိအောင်သူတို့၃ယောက်ကြတော့အဖွဲအစည်းနဲ့နေပြောငါ့ကိုကြတော့တယောက်တည်းအထီးကြံထားခဲ့ငါတော့တော်ပြီအဲ့ကောင်မကြီးကမခေါ်တော့သွားတော့မယ်ကဲဒီနေ့မှာတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲရှင့်အားလုံးကိုကျေးဇူးများတင်ပါတယ်